မင်္ဂလာပါထူးရှယ်ရင်း channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကိုယုံကြည်မှုမြင့်မားလာအောင်ဘယ်လိုတိဆောက်ယူရမလဲဆိုတာကိုမျှဝေပေးသွားမှာပါလူတစ်ယောက်စီတိုင်းမှာအားနည်းချက်ရှိသလိုအားသာချက်ကိုစီလည်းရှိကြပါတယ်အောင်မြင်နေသူတွေကသူတို့ရဲ့အားသာချက်ကိုပိုပြီးကောင်းတစ်ထက်ကောင်းအောင်ကြိုးစားပြုထောင်ခဲ့သူတွေပါအရေးသွေးကဓာတ်တော်လိုပါပဲသွေးလေထက်လေပါဒါကြောင့်ကြိုးစားမှုနဲ့ဝိရိယတာပြည့်စုံရင်လူတိုင်းအောင်မြင်နိုင်ပါတယ်ခေါင်းဆောင်နိုင်စွမ်းနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်မှုကငွေရပါအရေးသွေးမဟုတ်ပါလူတော်တော်များများပြောလို့ရှိတဲ့စကားတစ်ခွန်းရှိတယ်ဒါကတော့သူကအောင်မြင်မှာပေါ့သူကတော်တဲ့လေခေါင်းဆောင်နိုင်စွမ်းလည်းရှိတယ်လေဆိုတဲ့စကားလေးကိုယ်တိုင်ရောပြောမိသေးလားဒါဆိုရင်မေးချင်တာတစ်ခုကဒီတိုင်းပဲထိုင်အားကျနေတော့မလားကိုရောမပြိုးထောင်တော့ဘူးလားဆိုတာပါဒီနေရာမှာပြောချင်တာကခေါင်းဆောင်နိုင်စွမ်းနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေကငွေရပါအရေးချင်းဆိုပေမဲ့ဝင်းမြူပြိုးထောင်ယူလို့ရတယ်ဆိုတာပါအားကျမနေပဲကိုယ်တိုင်ပြိုးထောင်ယူပါအောင်မြင်သူတွေကအခြားသူတွေထက်ကိုစူးစမ်းတတ်ကြသူတွေဆိုတာကိုသတိထားမိလားဘဝမှာအောင်မြင်ခဲ့သူတော်တော်များများကသူတို့ရဲ့အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်းကုန်ဆုံးခဲ့ကြတာပါအချိန်ကိုအလားဟာတဖြုံတက်သူတွေမဟုတ်ပါဘူးအချိန်တိုင်းမှာအကျိုးရှိအောင်စဉ်ဆက်မပြတ်ကြိုးစားမှုကပဲအောင်မြင်သူအဖြစ်ရည်တည်စေဖို့အကောင်းဆုံးတွန်းပို့ပေးခဲ့တာပါလမ်းပြတဲ့သူရှိရင်တော့မှကိုယ်တိုင်ကလိုက်လျှောက်ဖို့လိုပါမယ်ဒီလိုပါပဲအောင်မြင်သူတယောက်ဖြစ်ချင်ရင်ကိုယ်တိုင်ကအောင်မြင်မှုစီသွားတဲ့လှေကားတစ်တွေကိုတစ်ထစ်ချင်းစီတေချာလေးမမတ်တက်သွားဖို့လိုပါမယ်အောင်မြင်နေခြင်းယုံနဲ့ဖြစ်မလာပါဘူးအောင်မြင်စေဖို့ကကံကောင်းလို့ဆိုတာထက်ကြိုးစားမှုကိုအရင်ခံပြီးရလာတဲ့ရလဒ်ပါဒါကြောင့်အောင်မြင်ခြင်းရင်အားကျမှနေပါနဲ့ပြူထောင်ယူပါအောင်မြင်ခြင်းသူတိုင်းမွေးမြူတင်တဲ့အလေးထားလေးချိုးအောင်မြင်ဖို့အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ဒီနည်းလေးတွေကိုလက်တွေ့အကောင့်ထဲပို့ပြီးတော့ကိုယုံကြည်စိတ်မွေးပါအပြတ်သဘောဆောင်တဲ့အတွေးတွေကိုမောင်းထုတ်ပါတနေ့တာတိုင်းမှာအောင်မြင်ရမယ့်အတိုင်းအတာလေးတွေကိုကိုယ်တိုင်သတ်မှတ်ပါရောက်နိုင်မဲ့ပန်းတိုင်တည်တည်လေးတွေကိုချမှတ်ပါတစ်ခုချင်းစီကိုအောင်မြင်အောင်လုပ်ဖို့လည်းမမေ့ပါနဲ့ရလာမဲ့အောင်မြင်မှုကိုစိတ်ကူးပုံဖော်ပါဘဝကိုလိုတလို့ပုံဖော်ဖန်တီးနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့ကိုယ်နှလုံးသားရဲ့အတန်ကိုနားထောင်ဖို့မမေ့ပါနဲ့လိုအပ်မဲ့အရေးသွေးတွေကိုဖြည့်တင်းပါစိတ်အားထက်သန်မှုရှိနေပါစေအချိန်ကိုအကျိုးရှိရှိအသုံးချပါစဉ်ဆက်မပြတ်လေ့လာနေပါတာလေးတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝအလေးကျင့်လေးတွေဖြစ်အောင်မွေးမြူပေးမယ်ဆိုရင်အောင်မြင်မှုကကိုယ်စီရောက်လာမယ်ဆိုတာအသေးချပါပဲဒါကြောင့်အောင်မြင်သူတွေမြင်ရင်အားကျမနေပါနဲ့ကြိုးစားမှုကိုသာအားတင်လိုက်ပါအောင်မြင်မှုကတင့်စီရောက်လာပါလိမ့်မယ်အောင်မြင်မှုကတင့်လက်တစုံနဲ့ကိုယ်တိုင်ဖန်တီးယူနိုင်တဲ့ကိုယ်ရည်ရှိမှုမြင်မာခြင်းဟာလူတစ်ယောက်ရဲ့စိတ်ရောခန္ဓာကိုယ်ပါကျန်းမာစေတဲ့အပြင်နေထိုင်လို့ကောင်းစေပြီးအောင်မြင်မှုကိုလည်းဆောင်ကျဉ်ပေးပါတယ်လူတိုင်းဟာကိုယုံကြည်မှုနဲ့တွဲပြီးမွေးလာကြတာမဟုတ်ပါဘူးကိုဘာသာကိုတိဆောက်ယူရတာပါလူတစ်ယောက်အောင်မြင်ဖို့ဆိုရင်ဘယ်ရကြုံလာမတုံလို့တက်ဖို့နဲ့ဘသူရိုက်ချိုးလဲပျက်စီးမသွားတဲ့ကိုယုံကြည်မှုမျိုးမဖြစ်မနေလိုအပ်ပါတယ်ဒါကြောင့်ဘလို့စိန်ခေါ်မှုမျိုးကိုပဲကြုံနေရသည်ဖြစ်စေကိုတန်ဖိုးထားဖို့နဲ့ယုံကြည်မှုမြင့်မားလာစေဖို့လိုက်နာကျင့်သုံးတဲ့အချက်တွေကိုတင်ပြပေးလိုက်ပါတယ်တင်ဖြစ်ချင်နေတဲ့ဘဝမှာတင်ရောက်နေပြီလို့ကိုမြင်အောင်ပါကိုဂုဏ်ယူရတဲ့လူတစ်ယောက်ဖြစ်ကိုလိုချင်တဲ့ဘဝကိုပိုင်ဆိုင်ထားပြီးတဲ့အခြေအနေမျိုးနဲ့အာယုံထဲမှာကြိုတင်မြင်အောင်ပုံဖော်ကြည့်ပါဒါကအုံနောက်ကိုအပေါင်းလက္ခဏာဆောင်တဲ့အတွေးတွေပုံမှုဖြစ်ပေါ်လာစေပြီးတကယ်လဲလက်တွေ့မှာအောင်မြင်မှုနဲ့နီးကပ်သွားစေပါတယ်နှစ်တင့်ကိုကြောက်စေတဲ့အရာကိုတနေ့တစ်ခုလုပ်ပါတင်ကိုမယုံကြည်မလုံးမချုံဖြစ်နေတယ်ဆိုပါစို့တည်ထားရမှာကတလောကလုံးကကြံတဲ့လူတွေလည်းတင့်လိုပဲမလုံးမချုံဖြစ်နေကြတယ်ဆိုတာပါပဲကိုရှုံးမတွက်ပါနဲ့တကယ်တော့တင်ထင်ထားတာထက်တင်ကကိုစွမ်းဆောင်နိုင်ပြီးတာလို့ပါတယ်အကြောက်တရားကိုအနိုင်ယူဖို့လှုပ်တဲ့ပထမဆုံးခြေလှမ်းကတော့ရင်ဆိုင်ကြည့်ဖို့ပါပဲတင်ဟာလူအများကြားစကားပြောဖို့ကြောက်တဲ့သူတယောက်ဆိုပါစို့တနေ့ကိုလူတစ်တယောက်နဲ့စကားနည်းနည်းပြောကြည့်ပါတနေ့နည်းနည်းစီနဲ့တင့် confidence ကိုစုဆောင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ကွန်ဖော့ဆုံးလူခေါ်တဲ့တက်တောင့်တက်တာနေတဲ့ဘာသူညတဲ့ကနေရုံထွက်ပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်ကြည့်လိုက်ပါ3အတွင်းစိတ်ကကိုဝေဖန်နေမှုတွေကိုမေးခွန်းပြန်ထုတ်ပါဖို့ဆိုဟဲကဒီလိုဆိုပါတယ်ကျွန်တော်တို့ဟာကိုအစိုးမြင်ဝေဖန်နေခဲ့တာနှစ်ပေါင်းများစွာကြာပါပြီဒါပေမဲ့အလုပ်ဖြစ်သလားဆိုတော့မဖြစ်ပါဘူးဒါကြောင့်ကိုအစိုးမြင်တဲ့ဖက်ကနေဝေဖန်နေတာကိုရပ်ပြီးအကောင့်ဖက်ကပြန်တွေးကြည့်ကြရအောင်လက်ဥပမာအဖြစ်တင်ဟာတင့်ကိုတင်အရှုံးသမားတစ်ယောက်လို့မြင်ထားတယ်ဆိုပါဆိုကိုပြန်မေးကြည့်ပါအရှုံးသမားလို့ပြောဖို့ဘလို့တက်တည်တွေရှိခဲ့လို့လဲအခွင့်အရေးတွေကိုရှာဖွေပါပြီးမြောက်အောင်ဆောင်ရွက်ပါအောင်မြင်မှုတည်တည်လေးပဲဖြစ်ဖြစ်ရလာတာနဲ့ကိုဂုဏ်ပြုဖို့လည်းမမေ့ပါနဲ့လက်တွေ့ဆန်တဲ့အောင်မြင်မှုကိုရယူဖို့တော့ကြထားပါတကယ်အတွင်းစိတ်ကလာတဲ့ကိုယုံကြည်မှုရချင်ရင်ကျွန်တော်တို့ဟာကိုရရှိတဲ့အောင်မြင်မှုတွေကိုပဲအာရုံစိုက်ပြီးတော့ဆုံးရှုံးမှုတွေနဲ့အနှုတ်လက္ခဏာတွေကိုမေ့ထားမှရပါမယ်လို့ Dennis Waitley ကဆိုပါတယ်လူတော်တော်များများကကိုစွာဆောင်ရည်တွေနဲ့ပတ်သက်လို့ဘာလို့စိတ်ပြအားလျှော့ကြတာလဲဆိုရင်ရနိုင်ဖို့ခက်တဲ့ရည်မှန်းချက်တွေကိုထားလို့ပါဒါကြောင့်သိရင်သိပါစေ
ကိုတကယ်ရနိုင်တဲ့အောင်မြင်မှုခြေလှမ်းတွေနဲ့ပဲစတင်ပါအောင်မြင်မှုတည်တည်လေးတွေကရတဲ့ခွန်အားနဲ့တတိကိုသုံးပြီးအောင်မြင်မှုကြီးကြီးရနိုင်တဲ့လုပ်ငန်းတွေဆောင်ရွက်ပါတစ်ခါအောင်မြင်မှုရတိုင်းတစ်ခါချရေးပါပတိကိုခံစားပါကိုယုံကြည်မှုတွေပူရလာမှာပါငါလူတွေကိုကူညီပါလူတဦးတယောက်ကိုကူညီလိုက်တဲ့အခါတစ်ဖက်လူမှပြောင်းလဲသွားတာကိုတွေ့တယ်ခံစားမှုကလူတစ်ယောက်ကိုနေထိုင်လို့ကောင်းစေပါတယ်မိမိဘသူညာရဲ့အားနည်းချက်တွေအစင်မပြေမှုတွေကိုသာအာယုံဆိုင်နေမဲ့အစားတခြားသူတွေကိုကူညီပေးတာဟာကိုယုံကြည်မှုကိုအလိုလျောက်ရ